မင်းကလေးတယောက်ကအရန်လှလွန်းနေရင်ဘာတွေဖြစ်ကုန်မလဲဒီမှာကြည့်လိုက်ပါဒါကတော့ကျွန်တော်တို့ရဲ့မင်းသမီးလေးနှင်းစီအနေနဲ့တရုပ်ဆောင်နဲ့တကဘာလုံးမှာနမကြီးခဲ့တဲ့ဇလန်လေးပါကျွန်တော်တို့မင်းသမီးနှင်းစီကအလှတင်မကဘူးညံလက်အရန်ကောင်းတာဗျသူရောက်သွားတဲ့နေရာတိုင်းမှာသူ့ရဲ့ထူးခြားတဲ့ဆွဲဆောင်မှုအကြောင်းလူတွေကငေးပဲမနေနိုင်ကြဘူးယောက်ျားလေးတွေတင်မခုဘူးနော်မိန်းကလေးချင်းတော့အားကြရတဲ့အထီကို perfect ထီလွန်းတာပါဒါပေမဲ့ဇလန်ဆဆချင်းမှာတဲ့ပြဿနာကစတာပဲစီနီယာဆိုတဲ့လူကနှင်းစီကိုမြင်ပြီးယူမတက်ဆွဲလန်းသွားတာနှင်းစီကတော့အလုတ်တင်ဆိုတော့ဘာမှမတိပဲရင်ကြီးကြီးပဲဆက်ဆံခဲ့တာပေါ့ဒါကိုအဲ့ဒီစီနီယာကသူ့ကိုပြန်ကြိုက်တယ်လို့အထင်မှားပြီးတကယ်လွန်သွားပြီဗျခုနှစ်နှစ်လုံးလုံးတွဲခဲ့တဲ့တစ္ဆာရှိတဲ့ချစ်သူကိုမင်္ဂလာဆောင်လက်မှတ်ထိုးခါနီးမှပစ်ချခဲ့တာအကြောင်းရင်းကနှင်းစီကိုသူတကယ်ကြည့်နေမိလို့တယ်ဗျအဲ့ဒီတို့သမီးလောင်းလေးငိုနေတာကိုကြည့်ပြီးပရိသတ်တွေပါရင်တာခဲ့ရတာတကယ် toxic ပဲမဟုတ်လားဒီသတင်းကနှင်းစီရဲ့အိမ်အထိမီးဟုံးဟုံးတောက်ပြီးရောက်သွားတော့တာပေါ့အဖေနဲ့အမေကလည်းတင်းကျပ်တော့နှင်းစီကိုပဲအပြစ်တင်ကြတာပေါ့ဒါပေမဲ့ကျွန်တော်တို့နှင်းစီကတော့ထို့ဘာသာလာလိုက်တာလीကျမကဘာလုပ်လို့လဲဆိုပြီးခတ်အေးပဲပြန်တုံ့ပြန်လိုက်တာနှင်းစီကကိုဘွားကိုပိုင်ဆိုးတာမိန်းကလေးပါဘသူစကားမှနားမယောင်ပဲသူမဖွစ်ချင်လာကိုပဲရှစ်ဆက်လုပ်မယ်သူမျိုးပေါ့ဒါပေမဲ့ဒါကတော့စမ်းသပ်မှုတွေရဲ့အစော့အပဲရှိပါသေးတယ်အချစ်ကိုသိမယုံကြည်တဲ့နှင်းစီတယောက်နောက်ပိုင်းမှာသူမရဲ့တကယ်အချစ်ဦးနဲ့ဘလူးဆုံပြီးဘလူးရင်ခွန်စရာတွေဖြစ်လာမလဲဆိုတာသိချင်ရင်တော့ကျွန်တော်ကို like နဲ့ follow လုပ်ထားပေးဦးနော်အပိုင်းထဲမှာကျွန်တော်တို့နှင်းစီရဲ့အချစ်ဦးကြောင်းအသေးစိတ်ဖော်ပြသွားမှာမို့စောင့်မျှော်ကြည့်ရှုပေးဦးပါခင်ဗျာ